ဇလန်းအစမှာတော့လူတချို့ကမျိုးနွယ်စုတစ်ခုလုံးကိုရရဆက်ဆက်တက်ဖြတ်နေတဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်။အဲ့ဒီမျိုးနွယ်စုမှာလူအများကလိုချင်တက်မှတ်နေကြတဲ့ယတနာတွေရှိတဲ့နေရာကိုညွှန်ပြပေးနိုင်တဲ့လျှို့ဝှက်ခြင်းမြေပုံတစ်ခုရှိနေတာပါ။အဲ့ဒါကြောင့်ပဲလူတော်တော်များများကအဲ့ဒီယတနာကိုရှာဖွေနေကြပြီးမြေပုံကိုလည်းလူယူနေကြတာဖြစ်ပါတယ်။အဲ့ဒီလိုတက်ဖြတ်မှုတွေဖြစ်ပြီးတဲ့နောက်မှာတော့မျိုးနွယ်စုတွေကတဦးတည်းသောအသက်ရှင်ကျန်ရစ်သူချီရွမ်လို့ခေါ်တဲ့ကောင်လေးကိုတစေချိုင်ဝမ်ကလုံးချန်တက်ဖြတ်သူတွေကကယ်တင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ကိုအဲ့ဒီအဖွဲ့ကခေါ်ဆောင်သွားခဲ့ပြီးတရားကြီးတဦးကသူ့ကိုဆက်မြောက်လုံးချန်တက်ဖြတ်သူတူဖြစ်လာအောင်တင်ကြားလေ့ကျင့်ပေးခဲ့တာပါ။နှစ်အတော်ကြာလို့ချီရွမ်အရွယ်ရောက်လာတဲ့အခါမှာတော့လုံးချန်ရေးအဖွဲ့တစ်ခုကတစေချိုင်ဝမ်ကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကနေဂျန်ဝမ်ကိုကာကွယ်ရင်းနဲ့သူဟာလက်တစ်ဖက်ဆုံးရှုံးခဲ့ရသလိုသူအချစ်ရဆုံးချစ်သူကောင်မလေးကိုလည်းဆုံးရှုံးလိုက်ရပါတယ်။ဒီပဋိပက္ခတွေပြီးဆုံးသွားတဲ့အခါမှာတော့ရွှေမျက်နှာဖုံးလိုအမိပြောင်ပေးထားတဲ့လုံးချန်တက်ဖြတ်သူအဖွဲ့ခေါင်းဆောင်ကချီရွမ်ကိုရှိုးလော်တမ်မနီလက်တစ်ဖက်ကိုပေးခဲ့ပါတယ်။အဲ့ဒီလက်မှာရန်သူတွေကိုမျက်စိတမိတ်အတွင်းတက်ဖြတ်နိုင်တဲ့လက်နက်တွေကိုတပ်ဆင်ထားတာပါ။အဲ့ဒီချိန်ကစပြီးသူကဘယ်သူမှရှင်လို့မရတဲ့လုံးချန်တက်ဖြတ်သူတူအဖြစ်လာပြီးတော့ရှိုးလော်ဆိုတဲ့အမိပြောင်ကိုလည်းရရှိခဲ့ပါတယ်။ဇလန်းကတုံးဆန်းနယ်မြေစီကိုပြောင်းသွားပြီးအဲ့ဒီမှာတော့နေဆက်ဘရင်ကန်တူရှာတွေ့လာတဲ့ကျင်းနီမြေပုံအကြောင်းဆွေးနွေးဖို့အတွက်အေဂရစ်ချိုင်ရှင်မှာအမတ်တွေစုဝေးနေကြတာပါ။အေဂရစ်ရဲ့ညီတော်မင်းသားဝန်ကတော့ဘရင်ကန်ရဲ့နယ်မြေကိုတိုက်ခိုက်ပြီးမြေပုံကိုလူယူဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်ချောင်ကတော့ဒီအစီအစဉ်ကိုညှင်းပယ်ခဲ့ပြီးတန်တမန်နီလန်းကိုတုံးဖို့အကြံပြုခဲ့တာပါ။နေဆက်ဘရင်ကန်ကလောဘကြီးပြီးအကျင့်ပြတ်ခြားစားနေသူတယောက်ဖြစ်တယ်လို့သူကြားထားတဲ့အတွက်မြေပုံကိုရဖို့ဘရင်ကန်ကိုလက်ထိုးဖို့စီစဉ်ခဲ့ပါတယ်။သူကတော်ဝင်တန်တမန်တဦးအနေနဲ့နေဆက်ကိုတွားခွင့်ပြုဖို့အေဂရစ်ချိုင်စီမှာခွင့်တောင်းခဲ့တာပါ။မကြခင်မှာပဲအေဂရစ်ချိုင်ကသဘောတူခဲ့ပေမဲ့ဒီတာဝန်ကအရန်အန္တရာယ်များတဲ့အတွက်သတိထားဖို့လည်းသတိပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းနန်းလင်းနယ်မြေကိုအုပ်ချုပ်တဲ့အေဂရစ်ယူဟာတခြားနယ်မြေတစ်ခုကိုခီးတူသွားရောက်ပြီးနောက်သူ့ရဲ့တိုင်းပြည်ကိုပြန်ရောက်လာခဲ့ပါတယ်။ပြန်ရောက်ချင်းမှာပဲသူအချစ်ရဆုံးဖြစ်တဲ့မိဖုရားဟွားစီကိုချက်ချင်းသွားတွေ့ခဲ့တာပါ။သူတို့လည်းနေဆက်ဘရင်ကန်ရှာတွေ့ထားတဲ့ကျင်းနီမြေပုံအကြောင်းသတင်းကြားထားကြပါတယ်။အေဂရစ်ချိုင်ကဗိုလ်ချုပ်ချောင်ကိုဘရင်ကန်စီလွှတ်လိုက်တာကိုတော့မှမိဖုရားဟွားကသိနေတာပါ။ဒါပေမဲ့သူမကတော့အဲ့ဒီကျင်းနီမြေပုံရှိတဲ့သူဘယ်သူပဲဖြစ်ဖြစ်တွားရောက်တိုက်ခိုက်ပြီးလက်ထဲကနေလူယူမယ်လို့အေဂရစ်ယူကိုဂရုပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့မင်းသားဝန်ဟာကိစ္စတစ်ခုအတွက်အကူအညီတောင်းဖို့တစေချိုင်ဝမ်ကိုလာပြီးရွှေမျက်နှာဖုံးနဲ့တစ်စိတ်တွေ့ဆုံခဲ့ပါတယ်။သူလာတွေ့ရတဲ့ရည်ရွယ်ချက်ကတော့နေဆက်ဘရင်ကန်ရဲ့လက်ထဲကနေကျင်းနီမြေပုံကိုလူယူဖို့နဲ့ဗိုလ်ချုပ်ချောင်ကိုတပ်ပစ်ဖို့အတွက်ရွှေမျက်နှာဖုံးရဲ့လုံခြံရေးအဖွဲ့ကိုအကူအညီတောင်းဖို့ပဲဖြစ်ပါတယ်။တွေ့ဆုံမှုအပြီးမှာတော့ရွှေမျက်နှာဖုံးဟာကျင်းနီမြေပုံအကြောင်းဆွေးနွေးဖို့ဆရာကြီးကွေးချိုစီကိုတွားခဲ့ပါတယ်။သူကမြေပုံကိုတယောက်တည်းတွားလို့ကိုတောင်းဆိုခဲ့ပေမဲ့ရွှေမျက်နှာဖုံးကတော့ဒီတာဝန်အတွက်တခြားလုံခြံတပ်ဖြတ်သူတဦးကိုလွှတ်မယ်လို့ပြောခဲ့တာပါ။အဲ့ဒီနောက်မှာတော့ရွှေမျက်နှာဖုံးကချီရွမ်ကိုဒီကိစ္စမှာပါဝင်ပတ်သက်မှုမရှိအောင်စောင့်ကြည့်ပေးဖို့ဆရာကြီးကွေးချိုကိုမှာကြားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီကျင်းနီမြေပုံကြောင့်ပဲသူ့မိသားစုတွေအသက်ခံခဲ့ရလို့ပါ။နောက်တနေ့ညဂီတပွဲတော်ကျင်းပနေချိန်မှာတော့ချီရွမ်ဟာမြို့လယ်မှာရှိတဲ့ဆရာကြီးကွေးချိုစီကိုတွားတွေ့ပြီးကျင်းနီမြေပုံပေါ်လာတဲ့အကြောင်းသူသိထားပြီးပြီလို့ပြောလိုက်ပါတယ်။ချီရွမ်ကသူ့မိသားစုကိုတတ်ခဲ့တဲ့သူတွေဟာဘသူတွေလဲဆိုတာစုံစမ်းကျင်တဲ့အတွက်မြေပုံကိုတွားယူဖို့ခွင့်တောင်းခဲ့တာပါ။ဒါပေမဲ့ကံမကောင်းစာနဲ့ပဲဆရာကြီးကွေးချိုကရွှေမျက်နှာဖုံးဟာတောင်တဆေးလို့ခေါ်တဲ့တခြားလုံခြံရေးအဖွဲ့တွေကိုဆေလွတ်လိုက်ပြီးဖြစ်လို့သူ့ရဲ့တောင်းဆိုမှုကိုညှင်းပယ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ချီရွမ်ကမြို့ရဲကဈေးတန်းမှာလမ်းလျှောက်နေရင်တဲတစ်ခုတွေကနေထွက်ပေါ်လာတဲ့တာယာလှတဲ့ဂီတတန်ကိုကြားလိုက်ရပါတယ်။သူတဲကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့စောင်းကိုတီးခတ်နေတဲ့ချင်းရှန်လို့ခေါ်တဲ့လှပတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတာပါ။ချီရွမ်တဲကနေပြန်ထွက်ခံဒီမှာပဲသူမကသူ့ကိုလှမ်းခေါ်လိုက်ပြီးတော့နှင်းမုန်တိုင်းတွေဘယ်တော့မှပြီးဆုံးသွားမှာလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့ငကားအကဂီတတန်နဲ့အတူလူအုပ်ကြီးရဲ့ဆူညံတန်ကိုကြားလိုက်ရတာကြောင့်သူ့ရဲ့အာယုံကခဏတာလွင့်သွားခဲ့ပြီးသူပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူမဟာပျောက်ကွယ်သွားခဲ့ပါပြီ။နောက်တစ်ရက်မှာတော့ချီရွမ်ကဗိုလ်ချုပ်ချောင်နဲ့နေဆက်ဘရင်ကန်တို့ရဲ့ညှိနှိုင်းဆွေးနွေးပွဲကိုလျှို့ဝှက်ပြီးတော့တွားရောက်ကြည့်ရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကကျင်းနီမြေပုံကိုရဖို့အတွက်ဘရင်ကန်ကိုရွှေချောင်း100နဲ့လက်ထိုးခဲ့ပေမဲ့ဘရင်ကန်ကတော့ဒီမြေပုံကိုလိုချင်နေတဲ့သူတွေအများကြီးရှိတာကြောင့်ပိုပြီးတန်မိုးကြီးတဲ့ကမ်းလှမ်းမှုမျိုးမျှော်လင့်နေတာမို့လို့ညှင်းပယ်လိုက်ပါတယ်။အကြခင်မှာပဲကြိုးစိုးရေးအနေနဲ့ငကားအကတင်ဆက်မှုစတင်ခဲ့ပေမဲ့အကာသမားတချို့ကရုတ်တရက်ဘရင်ကန်နဲ့ဗိုလ်ချုပ်ကိုဝင်ရောက်တိုက်ခိုက်လာပါတယ်။တကယ်တော့သူတို့ဟာတောင်တဆေလုံခြံတပ်ဖြတ်ရေးအဖွဲ့ကဖြစ်နေပြီးမြေပုံကိုလူယူဖို့ရောက်လာတာပါ။အဲ့ဒီနေရာမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးချီရွမ်လည်းစစ်ပွဲတွေဝင်ရောက်ခါဗိုလ်ချုပ်ချောင်ကိုတိုက်ခိုက်ရင်ကျန်တဲ့လုံခြံသူတွေမြေပုံကိုယူသွားနိုင်မှုအခွင့်အရေးပေးခဲ့ပါတယ်။ဗိုလ်ချုပ်ချောင်ကိုအနိုင်ယူကန်ဒီမှာပဲအနောက်ပိုင်းသားတိုက်ခိုက်ရေး၄ရောက်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးချီရွမ်လည်းဗိုလ်ချုပ်ရဲ့ဝိယုံတွေကနေပစ္စည်းတစ်ခုကိုလူယူပြီးထွက်ပြေးခဲ့ရပါတယ်။ညဘက်မှာတော့ဘရင်ကန်ကလုံခြံမှုကိုခုခံနိုင်ခဲ့တဲ့အတွက်စိတ်အေးသွားပြီးပျော်ပါဖို့အတွက်ပြည်တစားမတယောက်ကိုခေါ်လိုက်ပါတယ်။ဒါပေမဲ့သူမဟာတကယ်တော့သူ့ကိုတတ်ဖို့စိတ်လွတ်ချင်းခံထားရတဲ့လုံခြံသူတယောက်မှသူမသိခဲ့ပါဘူး။သူမကအစိတ်အပ်ကိုသုံးပြီးဘရင်ကန်ကိုတပ်ဖြတ်ခါမြေပုံကိုယူသွားခဲ့ပါတယ်။မကြခင်မှာပဲချီရွမ်ရောက်လာပြီးသူမရဲ့အစစ်အမှန်ကိုသိကြောင်ပြောလိုက်တဲ့အခါသူမကမျက်နှာဖုံးကိုချွတ်လိုက်ပြီးချင်းရှန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တစေချိုင်ဝမ်ကဂိုင်းတူတွေဖြစ်တာကြောင့်ချီရွမ်ကမြေပုံကိုပေးဖို့တောင်းဆိုခဲ့ပါတယ်။မြေပုံကိုရလိုက်ပြီးတဲ့နောက်မှာတော့အပြင်ဘက်မှာဆူညံတန်တွေကြားလိုက်ရပြီးတစေချိုင်ဝမ်ကပဲပိုင်ဝူချန်ဆိုသူရောက်လာကကြံတဲ့အဆောင်တွေကိုတပ်ဖြတ်လိုက်ပါတယ်
ပိုင်ဝူချန်ကမြေပုံကိုပေးပြီးတစေချန်ဝမ်ကိုပြန်လိုက်ဖို့ပြောပေမဲ့ချီယွမ်ကညှင်းဆန်ပြီးချင်းရှန်နဲ့အတူထွက်ပြေးခဲ့ပါတယ်။သူတို့ထွက်သွားပြီးနောက်မှာတော့နန်းတွင်းစစ်သားတွေရောက်လာပြီးအုပ်ချုပ်ရေးမှုကိုတတ်တယ်လို့ထင်ပြီးပိုင်ဝူချန်ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။လမ်းမှာတော့ချီယွမ်ကရွှေမနက်ဖုံးရဲ့စိတ်ခိုင်းချက်အရသူ့ကိုလာဖမ်းတဲ့ချီယွမ်ရဲ့ဆရာကွေ့ချိုနဲ့တွေ့ခဲ့ပါတယ်။ဆရာကွေ့ချိုကတော့တစေချန်ဝမ်ကချီယွမ်ကိုပုံကန်သူလို့သတ်မှတ်ထားကြောင်းပြောပြပေမဲ့သူ့ကိုမတတ်ဘဲအပေါ်ရံမဲ့တိုက်ခိုက်ဟန်ပြုပြီးတော့ထွက်ပြေးခိုင်းလိုက်ပါတယ်။ညဘက်မှာတော့ချီယွမ်နဲ့ချင်းရှန်တို့တဲခိုကမ်းမှာနားနေရင်ချင်းရှန်ရဲ့အမိန့်စာကိုဖွင့်ကြည့်လိုက်တဲ့အခါမြေပုံကိုလူယူပြီးတိမ်လွှာအိယာကိုပို့ပေးဖို့စိတ်ခိုင်းထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲချင်းရှန်ကချီယွမ်ရဲ့လက်တစ်ဖက်ပျောက်ဆုံးနေတဲ့အကြောင်းမေးမြန်းခဲ့ပြီးသူကလည်းသူ့ချစ်သူကအကြောင်းမျိုးမျိုးကြောင့်မှားယွင်းပြီးလုံးမိခဲ့တာလို့ဖြေလိုက်ပါတယ်။နောက်တစ်ရက်မှာသူတို့နှစ်ယောက်ခွဲခွာကန်ဒီမှာတော့ချင်းရှန်ကအစားအသောက်တွေပေးခဲ့ပြီးသူတို့ထပ်တွေ့ကြဖို့မျှော်လင့်ခဲ့ပါတယ်။ခဏလေးပဲတွေ့ခဲ့ရပေမဲ့ချင်းရှန်ကချီယွမ်ကိုသဘောကျနေပုံပါပဲ။နေ့လယ်ပိုင်းမှာတော့ချီယွမ်ကအမိန့်စာမှာပါတဲ့အတိုင်းတိမ်လွှာအိယာစီကိုဦးတည်သွားခဲ့ပါတယ်။ချီယွမ်ကတိမ်လွှာအိယာစီရောက်တဲ့အခါအဲ့ဒီမှာစောင့်နေတဲ့မင်းသားဝမ်ကိုတွေ့လိုက်ရပါတယ်။ချက်ချင်းပဲချင်းကပ်သွားပြီးသူဟာရွှေမျက်နှာဖုံးစိတ်ခိုင်းလိုက်တဲ့တစေကြိုင်ဝမ်ရဲ့တမန်တော်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အစာပိုင်းမှာတော့မင်းသားဝမ်ကချီယွမ်ရဲ့စကားကိုမယုံကြည်ပဲလုံးကျန်တက်ဖြတ်သူတွေရဲ့အစီအစဉ်တွေကိုသူသိနေတယ်လို့ထင်မှတ်ခဲ့ပါတယ်။ဒါကိုချီယွမ်ကညင်းဆိုလိုက်ပြီးလက်ရှိမှာကြေးပြားမြေပုံကိုရဖို့အတွက်အင်အားစုနှစ်ခုကအပြင်းအထန်ကြိုးပမ်းနေကြကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒါတွေကတော့တုံးဆန်းနယ်မြေဧကရစ်ချိုင်နဲ့နန်လင်းနယ်မြေကဧကရစ်ယူနဲ့မီဘီယားဟွားတို့ပဲဖြစ်ပါတယ်။ဒီဒေသနှစ်ခုကကျင်းနီမြေပုံအတွက်အပြိုင်ဆိုင်ဖြစ်နေကြပေမဲ့ဗိုလ်ချုပ်ချောင်ကိုအသေးအချာတတ်ချင်နေတာကတော့မင်းသားဝမ်ဖြစ်နေတာကိုချီယွမ်တတိထားမိလိုက်ပါတယ်။သူ့ကိုလုံးကျန်တက်ဖြတ်ဖို့အနောက်ဘက်ဒေသကတိုက်ခိုက်ရေးသမား၄ယောက်ကိုဆေးလွတ်ခဲ့တဲ့သူကဘယ်သူလဲဆိုတာကိုပြောပြဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မင်းသားဝမ်ကအချက်လက်တွေကိုမပြောပြဘဲနဲ့ကြေးပြားမြေပုံကိုသိမ်းယူထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းသားဝမ်ကသူတို့ဖမ်းဆီးထားတဲ့ချင်းရှန်ကိုပြသပြီးချီယွမ်ကိုချိန်ချောက်လိုက်ပါတယ်။ကြေးပြားမြေပုံကိုမပေးရင်ချင်းရှန်ကိုတပ်ပစ်မယ်လို့သူကအတင်းအကျပ်ချိန်ချောက်ခဲ့တာပါ။ချင်းရှန်ရဲ့မျက်နှာကိုဓာတ်နဲ့မှုံမှုပြင်းနေချိန်မှာပဲလျှို့ဝှက်စမ်းကြဲတဲ့လုံးကျန်တပ်ဖြတ်သူတယောက်ရုတ်တရက်ပေါ်လာပြီးမင်းသားဝမ်အပါအဝင်တော်ဝင်တပ်ဖွဲ့တွေကိုအကုန်လုံးတပ်ပစ်လိုက်ပါတယ်။အဲ့ဒီလုံးကျန်တပ်ဖြတ်သူကတော့တစေကြိုက်ဝမ်ကဟင်းဝူချန်ဆိုတဲ့သူပါပဲ။မကြခင်မှာပဲသူကချီယွမ်ကိုတစေကြိုက်ဝမ်ကိုပြန်လိုက်မလားဒါမှမဟုတ်တေးတဲ့အထိတိုက်ခိုက်မလားဆိုတဲ့ရွေးချယ်ခွင့်ကိုပေးလိုက်ပါတယ်။စကားပြောနေရင်းနဲ့ပဲမျိုးလေကောင်မှာအငွေ့အသက်တွေရုတ်တရက်တိတ်ဆိတ်သွားတာကိုချီယွမ်တတိထားလိုက်မိပြီးချင်းရှန်ကိုပရင်းပေါက်ကနေအပြင်ကိုကြည့်လိုက်ပါတယ်။မျိုးသူမျိုးသားတွေအကုန်လုံးထွက်ခွာသားကြတာကိုတွေ့လိုက်ရပါတယ်။ဘာလို့လဲဆိုတော့မီဘီယားဟွားနဲ့သူ့ရဲ့စစ်တီထောင်ပေါင်းများစွာကချီယွမ်ကိုမျိုးထဲမှာဝိုင်းရံပြီးတော့ကြေးပြားမြေပုံကိုလူယူဖို့ပြင်ဆင်နေကြလို့ပါပဲ။ဒီအချိန်တွေကိုမြင်တဲ့အခါဟင်းဝူချန်နဲ့ချီယွမ်တို့ကနန်လင်းနယ်မြေရဲ့တော်ဝင်တပ်ကိုအတူတူတိုက်ခိုက်ပြီးအဲ့ဒီနေရာကနေလွတ်မြောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တော်ဝင်တပ်ဖွဲ့တွေတိမ်လာအင်အားနဲ့ဝင်လာတဲ့အခါမှာတော့ဟင်းဝူချန်ကသူတို့ကိုအလွယ်တကူပဲတပ်ဖြတ်လိုက်ပါတယ်။ဒါပေမဲ့မကြခင်မှာပဲတော်ဝင်လေးသမားတပ်ကမြားပေါင်းရာနဲ့ချီပြီးပစ်ခတ်လာတဲ့အတွက်ချီယွမ်တို့အဖွဲ့ကပုံရှောင်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲသူကဟင်းဝူချန်ကိုအရင်ဆုံးထွက်ပြေးဖို့တောင်းဆိုလိုက်ပါတယ်။ဟင်းဝူချန်ထွက်သွားပြီးနောက်မှာတော့မီဘီယားဟွားရဲ့တပ်ဖွဲ့တွေကတိုက်ခိုက်လာပြီးတိမ်လွှာအင်အားအဆောက်အုံကိုဖြိုချလိုက်ပါတယ်။အဲ့ဒီအချိန်မှာချီယွမ်ကချင်းရှန်ကိုထွက်ပြေးဖို့ပြောပြီးသူကတော့မီဘီယားဟွားရဲ့တပ်ကိုအာယုံလွှဲဖို့တိုက်ခိုက်နေခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစာနဲ့ပဲချင်းရှန်ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာမီဘီယားဟွားရဲ့တပ်ဖွဲ့တွေကသူမကိုဖမ်းမိသွားပါတယ်။ဒါကြောင့်ချီယွမ်လည်းသူတို့ကိုလက်နက်ချဖို့အတင်းကျပ်ဖြစ်သွားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲဗိုလ်ချုပ်ချောင်ကစာတိုလေးတွေကိုရေးပြီးပရိစိတ်အမဲတဲ့ထက်ကဖုန်ကြီးတစ်ပါးစီကိုပေးအပ်လိုက်ပါတယ်။ပြီးနောက်မှာတော့မင်းသားဝမ်ကသူ့ကိုတစ္ဆာဖောက်ပြီးတတ်ဖို့ကြံစီနေတာကိုသိသွားတဲ့ဧကရစ်ချိုင်စီကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။ဧကရစ်ချိုင်ကသူ့ကိုနန်းတော်အောက်ကလျှို့ဝှက်ခန်းတစ်ခုကိုပြသခဲ့ပါတယ်။အဲ့ဒီအခါမှာဧကရစ်ချိုင်ကတော်ဝင်အရာရှိတွေရဲ့စာတွေကိုအကုန်လုံးကူးယူထားပြီးဘသူတွေကတစ္ဆာပေါက်လဲဆိုတာကိုစုံစမ်းနေခဲ့တာပါ။အဲ့ဒီစာတွေထဲကနေမင်းသားဝမ်ကဗိုလ်ချုပ်ချောင်ကိုတတ်ဖို့အတွက်တစေချန်ဝမ်ကလုံးကျန်တပ်ဖြတ်သူတွေကိုအကူအညီတောင်းဖို့ကြံစီနေတာကိုသူသိသွားပါတယ်။တစ်ဖက်မှာတော့ဖမ်းဆီးခံထားရတဲ့ချီယွမ်နဲ့ချင်းရှန်တို့ကိုမီဘီယားဟွားရဲ့နန်းဆောင်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ချင်းရှန်ရဲ့မျက်နှာကိုမြင်တဲ့အခါမီဘီယားဟွားကသူမကိုယ်တိုင်ရဲ့ငယ်ဘဝကိုပြန်ကြည့်နေရတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့ချင်းရှန်ကတော့သူတို့နှစ်ယောက်ဘာမှမသက်ဆိုင်ကြောင်းချက်ချင်းညင်းဆိုလိုက်ပါတယ်။ဘာကြောင့်မှမသိပေမဲ့မီဘီယားဟွားကချင်းရှန်ကိုလက်ကောက်တစ်ခုဝစ်ပေးနေရင်းနဲ့ပဲနောင်နာရနေတယ်လို့ကြည့်နေခဲ့ပါတယ်။ပြီးနောက်မှာတော့မီဘီယားဟွားကနိုင်ငံထဲမှာဖြစ်ပျက်နေတဲ့ပြဿနာတွေရဲ့နောက်ွယ်ကကြိုးကင်သူကိုလက်စားချေဖို့ကြံစီနေကြောင်းပြောပြလိုက်ပါတယ်။မီဘီယားဟွားကရတနာကြေးပြားမြေပုံကိုပထမဆုံးရှာတွေ့ခဲ့တာသူကိုယ်တိုင်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲ့ဒီလိုလုံးမှပဲတုံးဆန်းနယ်မြေဧကရစ်ချိုင်နဲ့တွေ့ဆုံဝင်ရမှာမို့လို့ပါ။အဲ့ဒီညမှာပဲမီဘီယားဟွားကနောက်နေ့ညမှာကျင်းပမဲ့အစည်းအဝေးမှာဧကရစ်ချိုင်ကိုတပ်ပစ်ဖို့ချီယွမ်ကိုအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီလိုလုပ်ပြီးရင်ချီယွမ်မျိုးနယ်စုတွေအသက်ခံခဲ့ရတဲ့အမှန်တရားကိုပြန်ပြောပြမယ်လို့ကတိပေးခဲ့တာပါ။နောက်တဲ့ညမှာတော့တုံးဆန်းနယ်မြေရဲ့ခေါင်းဆောင်ဖြစ်တဲ့ဧကရစ်ချိုင်နဲ့ဗိုလ်ချုပ်ချောင်တို့အပြင်နယ်လင်းနယ်မြေရဲ့ခေါင်းဆောင်ဖြစ်တဲ့ဧကရစ်ယူနဲ့မီဘီယားဟွားတို့ရဲ့အစည်းအဝေးကိုစတင်လိုက်ပါတယ်။သူတို့အားလုံးကမဟာမိတ်ဖွဲ့ပြီးရတနာကြေးပြားမြေပုံကိုအတူရှာဖွေဖို့စီစဉ်ထားခဲ့တာပါ။အစာပိုင်းမှာတော့အစည်းအဝေးကအဆင်ပြေချုံးမွေးနေပြီးဘယ်သူမှတယောက်ကိုတယောက်သစ္စာမဖောက်ဖို့သဘောတူထားခဲ့ကြပါတယ်။ဒါပေမဲ့အခမ်းအနားအလယ်ရောက်တဲ့အခါမီဘီယားဟွားက
ကြိုဆိုရေးတေးဂီတာကိုတီးခတ်နေချိန်မှာပဲချီရန်ကဗိုလ်ချုပ်ချောင်ကိုAgrit UC အရက်မပေးဖို့တားဆီးလိုက်တဲ့အတွက်အခြေအနေကရုတ်တရက်တင်းမာသွားခဲ့ပါတယ်ခဏအကြာမှာတော့တစေချိုင်ဝမ်ကလုံခြံတပ်ဖြတ်သူတွေရောက်လာပြီးနှစ်ဖက်စလုံးကိုတိုက်ခိုက်တဲ့အတွက်အခြေအနေကရှုပ်ထွေးသွားပါတော့တယ်တစေချိုင်ဝမ်ရဲ့လုံခြံတပ်ဖြတ်သူတွေနဲ့တုံးဆန်းနန်လင်တို့ရဲ့တပ်ဖွဲ့တွေအကြားပြင်းထန်တဲ့တိုက်ပွဲကတော့ရှောင်လွှဲလို့မရတော့ပါဘူးချီရန်နဲ့ချင်းရှန်တို့ကလည်းဒီအခြေအနေကိုအခွင့်ကောင်းယူပြီးAgritချိုင်လက်ထက်ကရတနာကျေးပြားမြေပုံကိုလူယူဖို့စ조사ခဲ့ပါတယ်တစေချိုင်ဝမ်ကလုံခြံတပ်ဖြတ်သူတွေတပ်ဖွဲ့ကိုတိုက်ခိုက်နေချိန်မှာပဲဂီတာသမားအဖြစ်ဟန်ဆောင်ထားတဲ့ကျွမ်းကျင်တဲ့လုံခြံသူတယောက်ကAgrit Uကိုတပ်ဖို့စ조사ခဲ့ပါတယ်ချီရန်ကAgrit Uကိုကယ်တင်ဖို့နဲ့လုံခြံသူကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပေမဲ့အဲ့ဒီလုံခြံသူကသူ့ဆရာကွေးချိုဖြစ်နေတာကိုသိလိုက်ရတဲ့အခါတိုက်ခိုက်မှုကိုချက်ချင်းရပ်တန့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဗိုလ်ချုပ်ချောင်ကAgrit UCပြေးသွားပြီးသူ့ရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးကတပ်ပစ်လိုက်ပါတယ်ဒီဖြစ်ရပ်ကိုမြင်လိုက်ရတဲ့ချီရန်နဲ့ရှင်းရှန်တို့ကဗိုလ်ချုပ်ချောင်နဲ့မိဖုရားဟွားတို့တစ်ခုခုကိုလျှို့ဝှက်ထားတယ်လို့တန်တရားဝင်သွားခဲ့ပါတယ်အဲ့ဒီညမှာပဲချင်းရှန်ကမိဖုရားဟွားအဖြစ်ဟန်ဆောင်ပြီးဗိုလ်ချုပ်ချောင်ရဲ့အခန်းထဲကိုသူတို့နှစ်ယောက်ကြားကလျှို့ဝှက်ချက်ကိုသိရဖို့ဝင်သွားခဲ့ပါတယ်အတူရောင်မိဖုရားဟွားဝင်လာတာနဲ့ဗိုလ်ချုပ်ချောင်ကချက်ချင်းဖတ်လိုက်ပြီးသူအရန်လွှမ်းနေကြောင်းပြောပြလိုက်ပါတယ်သူတို့နှစ်ယောက်ကတော့အရင်ကတည်းကလင်မယားတွေဖြစ်နေပြီးလက်စားချေဖို့အစီအစဉ်အတွက်ခွဲခွာကနေရာအသီးသီးမှာတာဝန်ယူနေခဲ့တာပါဒါအပြင်နောက်ထပ်ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကတော့လူတွေအလူရက်ရှာနေကြတဲ့ရတနာကျေးပြားမြေပုံဆိုတာမိဖုရားဟွားရဲ့အစီအစဉ်တစ်ခုသာဖြစ်နေတာပါအဲ့ဒီနောက်မှာမိဖုရားဟွားကဗိုလ်ချုပ်ချောင်ကိုချီရန်မျိုးနယ်စုမှာတကယ်မရှိတဲ့ရတနာတစ်ခုအတွက်ကျေးပြားမြေပုံအတူလုပ်ခိုင်းမှုအမိန့်ပေးခဲ့ပါတယ်ဘာကြောင့်သူတို့ဒီလိုတွေလုပ်နေလဲဆိုတာဒီအချိန်ထိတော့မသိရသေးပါဘူးဒါပေမဲ့တခုသေးကြတာကတော့ချီရန်ရဲ့မျိုးနယ်စုတွေအသက်ခံရတာသူတို့နှစ်ယောက်ကြောင်းဆိုတာကိုချီရန်သိသွားခဲ့တာပါသူအမိုးပေါ်ကနေဗိုလ်ချုပ်ချောင်ရဲ့နေရာကနေထွက်ခွာကန်ဒီမှာသူတို့လျှို့ဝှက်ထားတဲ့သမီးလေးအကြောင်းကိုခဏတာပြောသွားခဲ့ပါတယ်အမှန်တရားကိုသိသွားပြီးနောက်မှာတော့ချီရန်ကAgritချိုင်စီသွားပြီးဗိုလ်ချုပ်ချောင်ရဲ့လျှို့ဝှက်ချက်အမှန်ကိုပြောပြလိုက်ပါတယ်Agritချိုင်ကိုမပြောပြခင်မှာပဲဗိုလ်ချုပ်ချောင်ကပေါ်လာပြီးလေးနဲ့ချိန်ရွယ်ကချင်းချောက်လိုက်ပါတယ်လေးနဲ့ချိန်တိုင်းဗိုလ်ချုပ်ချောင်ကAgritချိုင်အနားကိုတိုးကပ်သွားပြီးရေဘက်ကိုဘောပင်နဲ့တိုက်ရိုက်ထိုးဆိုင်လိုက်တာပါAgritချိုင်မသေးခင်မှာပဲဗိုလ်ချုပ်ချောင်ကသူ့ရဲ့လျှို့ဝှက်ခန်းအကြောင်းသိထားပြီးသားဖြစ်တယ်လို့Agritချိုင်ဖတ်မဲ့စာတွေကိုလည်းသူကိုယ်တိုင်ရေးသားထားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒါကြောင့်အဲ့ဒီအချိန်ထိသူဟာဗိုလ်ချုပ်ချောင်အကြောင်းဘာမှမသိခဲ့ရတာပါအဲ့ဒီအချိန်မှာချီရန်ကတစေချန်ဝမ်ကလုံခြံတပ်ဖြတ်ရေးအဖွဲ့ကိုအရင်အစည်းအဝေးမှာဆေလွတ်ခဲ့သူဟာဗိုလ်ချုပ်ချောင်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်ပြီးတော့တစေချန်ဝမ်နဲ့ကလုံခြံတပ်ဖြတ်ရေးအဖွဲ့ကိုခွဲထုတ်ချင်နေတဲ့သူတယောက်ရှိတယ်ဆိုတဲ့ဆရာကွေးချိုရဲ့သတင်းစကားကိုလည်းပြန်သတိရလိုက်ပါတယ်ဒါကြောင့်ဆရာကွေးချိုကအရေးကြီးတဲ့ကိစ္စတစ်ခုဆွေးနွေးဖို့ညနေပိုင်းမှာချမ်ပါပြဆက်ယုံမှာတွေ့ဆုံဖို့ချီရန်ကိုပြောထားခဲ့တာပါအဲ့ဒီညကဆရာကွေးချိုပြဆက်ယုံကိုရောက်တဲ့အခါသူ့ကိုတတ်ဖို့ကြံရွယ်နေတဲ့အနောက်တိုင်းသူရဲကောင်း၄ယောက်နဲ့ရင်ဆိုင်ခဲ့ရပါတယ်ကံမကောင်းစွာနဲ့ပဲသူဟာလုံခြံတပ်ပြတ်သူရဲကောင်း၄ယောက်ရဲ့တိုက်ခိုက်မှုကိုမခုခံနိုင်မဲနဲ့ပြင်းထန်စွာဒဏ်ရာရသွားခဲ့ပါတယ်မကြခင်မှာပဲရွှေမျက်နှာဖုံရောက်လာပါတယ်အဲ့ဒီချိန်မှာဆရာကွေးချိုကသူ့ကိုနဲ့တခြားလုံခြံတပ်ဖြတ်သူတွေကိုတတ်ချင်နေတဲ့သူဟာရွှေမျက်နှာဖုံးဆွတ်ထားတဲ့သူဖြစ်တယ်ဆိုတာကိုနောက်ဆုံးမှသိလိုက်ရပါတယ်ရွှေမျက်နှာဖုံးဆွရဲ့ဆွဲကြိုးမှာပါတဲ့အနက်ရောင်ပတိစိတ်ကိုမြင်လိုက်တဲ့အခါဆရာကွေးချိုကအနက်ရောင်ပတိစိတ်ကိုလျှို့ဝှက်စွာယူနိုင်မှုအတွက်သူ့ကိုတမင်တကာတက်ခွင့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မကြခင်မှာပဲချီရန်ပြဆက်ယုံတွေကိုရောက်လာပြီးမြေပြင်ပေါ်မှာတေလူမျိုးပါဖြစ်နေတဲ့ဆရာကွေးချိုကိုတွေ့လိုက်ရပါတယ်မသေးခင်မှာပဲသူဟာရွှေမျက်နှာဖုံးဆွတ်ထားတဲ့သူရဲ့ဆွဲကြိုးကနေယူထားတဲ့အနက်ရောင်ပတိစိတ်ကိုချီရန်စီပေးအပ်ခဲ့ပြီးအဲ့ဒီပတိစိတ်အကြောင်းစုံစမ်းမှုမှာကြားခဲ့ပါတယ်သူ့ကိုတခြားလုံးပြုစုဆောက်ရှောက်လာခဲ့တဲ့ဆရာကွေးချိုသိဆုံးသွားတာကိုမြင်လိုက်ရတဲ့အခါချီရန်တယောက်ဒေါသထွက်ပြီးရွှေမျက်နှာဖုံးစုပ်ကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ချီရန်တစေချိုင်ဝမ်ကိုပထမဆုံးရောက်လာတော့ကရွှေမျက်နှာဖုံးပြောခဲ့တဲ့စကားတွေကိုသူပြန်သတိရလိုက်ပါတယ်အဲ့ဒီတုန်းကရွှေမျက်နှာဖုံးကတကယ်တော့သူဟာလက်နက်တွေကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာမဟုတ်ဘဲနိုင်ငံရဲ့အခြေအနေကိုပြောင်းလဲနိုင်မဲ့မဟာဗျူဟာကိုသုံးခဲ့တာလို့ဆိုခဲ့ပါတယ်တစ်ဖက်မှာလည်းမိဖုရားဟွားဟာAgrit Uနဲ့Agritချိုင်တို့သိဆုံးပြီးနောက်တုံးဆန်းနဲ့နန်လင်တို့ရဲ့တော်ဝင်မဟာမိတ်အဖွဲ့မှာအဓိကခေါင်းဆောင်အဖြစ်တရားဝင်ခန့်အပ်ခြင်းခံလိုက်ရပါတယ်နောက်တစ်နေ့မှာတော့အင်ရှိမင်းသားကဗိုလ်ချုပ်ချောင်ကိုဘရင်သစ်အဖြစ်တရားဝင်ခန့်အပ်လိုက်ပြီးဆိုတဲ့အထိမ်းအမှတ်ဖြစ်တမှုတစိတ်ကိုပေးအပ်ဖို့ပြင်ဆင်နေတော့မှာပဲနန်းတော်အပြင်ဘက်မှာရုတ်တရက်ရှုပ်ထွေးမှုတွေဖြစ်ပွားလာပါတယ်ဒီရှုပ်ထွေးမှုဟာတော်ဝင်တပ်မတော်ကိုတိုက်ခိုက်ပြီးဗိုလ်ချုပ်ချောင်ကိုတပ်ဖို့အတွက်လုံခြံတပ်ပြတ်သူတစ်ဖွဲ့လုံးကိုခေါင်းဆောင်လာတဲ့ချီရန်ကြောင့်ဖြစ်နေတာပါဒီဖြစ်ရပ်ကိုမြင်လိုက်တဲ့အခါဗိုလ်ချုပ်ချောင်ကသူ့တပ်တွေကိုရန်သူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပြီးသူကိုယ်တိုင်ကတော့အင်ရှိဆန်မင်းသားကိုတပ်ဖို့ကြိုးစားခဲ့ပါတယ်ဇလန်းကတော့ချီရန်ကသူတို့ရဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ရွှေမျက်နှာဖုံးဆွတ်ထားသူဟာတကယ်တော့ဗိုလ်ချုပ်ချောင်ဖြစ်တယ်လို့တပ်ဖွဲ့တစ်ခုလုံးကိုပြောပြတဲ့အခါအတိတ်ကိုပြန်ရောက်သွားခဲ့ပါတယ်ဆရာကွေးချိုပေးခဲ့တဲ့အနက်ရောင်ပတိစီတွေကစာရဲ့အကြောင်းအရာကိုမြင်ပြီးနောက်မှာတော့ဗိုလ်ချုပ်ချောင်ဟာနိုင်ငံတစ်ခုရဲ့မဟာမိတ်အဖွဲ့ဘရင်ဖြစ်လာခဲ့ပြီးတစေချိုင်ဝမ်ကလုံခြံတပ်ဖြတ်သူတပ်ဖွဲ့တစ်ခုလုံးကိုတပ်ဖြတ်ဖို့စီစဉ်နေတာကိုသူနောက်ဆုံးမှသိရှိသွားခဲ့ပါတယ်ဒါကိုသိလိုက်တဲ့အခါတစေချိုင်ဝမ်ကလုံခြံတပ်ဖြတ်သူတပ်ဖွဲ့တစ်ခုလုံးကတိုက်ပွဲဝင်ဖို့နဲ့ဗိုလ်ချုပ်ချောင်ရဲ့တော်ဝင်တပ်မတော်ကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာတော့မိဖုရားဟွားကဗိုလ်ချုပ်ချောင်စီကိုတွားတွေ့ပြီးသူနဲ့တူထွက်ပြေးဖို့တောင်းဆိုလိုက်ပါတယ်
တုံးဆန်းနဲ့နန်လင်တို့ကိုထိန်းချုပ်ဖို့သူတို့ရဲ့အစီအစဉ်တွေကအခုချိန်မှာကြာရှုံးသွားပြီဖြစ်ပြီးအချင်းဤသာဖြစ်သွားတော့မယ်ဆိုတာကိုသူမသိလိုက်ပါတယ်။ဒါပေမဲ့သူကတော့နိုင်ငံရဲ့အာဏာကိုဆက်လက်တိုက်ယူဖို့ရွေးချယ်ခဲ့ပြီးသူမနဲ့အတူလိုက်သွားဖို့ကိုညှဉ်းဆန်ခဲ့ပါတယ်။ဗိုလ်ချုပ်ချောင်ကတိဖြတ်လိုက်တာကိုကြားလိုက်ရတဲ့အခါမိဖုရားဝါကသူမကိုသူမဓာတ်နဲ့အဆုံးစီရင်မှုဆုံးဖြတ်လိုက်ပါတယ်။သူမသေဆုံးပြီးမကြခင်မှာပဲချီရွံကသူ့ရဲ့ချစ်ရသူဇနီးတဲ့ထွက်ခွာသွားလို့ငိုကြွေးနေတဲ့ဗိုလ်ချုပ်ချောင်စီရောက်လာခဲ့ပါတယ်။ချီရွံကတော့ဗိုလ်ချုပ်ချောင်နဲ့မိဖုရားဝါတို့ရဲ့ဇယုတ်အမှန်ကိုသူသိထားပြီးသားဖြစ်ကြောင်းထုတ်ဖော်ပြောလိုက်ပါတယ်။တုံးဆန်းနိုင်ငံရဲ့ဝင်ကြီးဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲတစေချန်ဝမ်းတွေကလုံးချန်တက်ဖြတ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်နေတာပါ။မိဖုရားဝါကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပျောက်ကွယ်သွားခဲ့တဲ့တစေချန်ဝမ်းတွေကမိဘယံမတစ်ပါးဖြစ်ပြီးနန်လင်နိုင်ငံရဲ့ဧကရစ်မင်းစီကိုချင်းကပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ချီရွံကဗိုလ်ချုပ်ချောင်ရဲ့အစီအစဉ်ကိုသူသိနေတဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့ဒါကတော့တကယ်မရှိတဲ့ယတနာတိုက်မြေပုံတစ်ခုကိုချီရွံမျိုးနွယ်စုကိုအတင်းဖန်တီးခိုင်းပြီးတုံးဆန်းနဲ့နန်လင်နိုင်ငံနှစ်ခုကြားမှာရန်တိုက်ပေးခဲ့တာပါပဲ။အမှန်တရားကိုရှင်းပြပြီးရတဲ့ချီရွံကဗိုလ်ချုပ်ချောင်ကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်။တိုက်ပွဲကတော်တော်လေးပြင်းထန်ခဲ့ပြီးနောက်မှာတော့ချီရွံကသူ့လက်ထဲမှာရှိတဲ့ကြေးမြေပုံကိုတုံးပြီးဗိုလ်ချုပ်ချောင်ရဲ့မျက်လုံးတွေကိုကွယ်အောင်လှုပ်လိုက်တယ်လို့သူ့ခန္ဓာကိုယ်ကိုချီနှောင်ထားတဲ့တန်ကြိုးတွေကိုလည်းဖျက်တောက်လိုက်ပါတယ်။မကြခင်မှာပဲဗိုလ်ချုပ်ချောင်ကအရှိန်နဲ့လွှင့်စင်သွားပြီးတော့သူ့ရဲ့ရင်ဘတ်ထဲကိုတန်လုံးစွပ်ကြီးစိုက်ဝင်သွားတာကြောင့်တိတ်ဆုံးသွားခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ချီရွံကချင်းရှန်ကိုတစေချန်ဝမ်းစီခေါ်သွားပြီးအဲ့ဒီနေရာကိုငိမ့်ညံ့တဲ့အရက်တစ်ခုဖြစ်ပြောင်းလဲပြမဲ့သူ့ရဲ့အစီအစဉ်တွေကိုပြောပြခဲ့ပါတယ်။တစေချန်ဝမ်းတွေကဖះเจ้าကြီးထဲမှာသူကချင်းရှန်ကိုအမှန်တရားပြောပြလိုက်ပါတယ်။အဲ့ဒါကတော့သူမဟာအရင်ကအစီကံတယောက်စီမှာအနံခံထားခဲ့ရတဲ့မိဖုရားဟွားနဲ့ဗိုလ်ချုပ်ချောင်တို့ရဲ့သမီးရင်ဖြစ်နေတာပါပဲ။ဖြစ်ပျက်သမျှကိစ္စတွေအပြီးမှာတော့ချီရွံနဲ့ချင်းရှန်တို့ဟာတစေချန်ဝမ်းကိုအမုန်းတရားတွေကင်းစင်ပြီးလွတ်လပ်ငြိမ်းချမ်းတဲ့နေရာတစ်ခုအဖြစ်ပြန်လည်တည်ဆောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။ပရိသတ်ကြီးရောဒီကားလေးအပေါ်ဘယ်လိုထင်မြင်ကြလဲဆိုတာကို comment မှာရေးပေးခဲ့ပါအောင်နော်။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင် Bora Recap ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်